နေရာမှာကိုဒီလိုမျိုးနားထောင်ပေးရမဟုတ်ဖဲနဲ့သိရမလားဟာဒါရကလေးတွေဖြစ်နေချာကိစ္စတွေပဲကစားရင်းနဲ့ဖြစ်တဲ့ဟာတွေလာပြောမနေနဲ့သိရမလားအဲ့ဒါရအချိန်တန်ပြေးလဲသွားမှာအဲ့လိုမျိုးရှော့မချလိုက်ဘူးပေါ့နော်အဲ့လိုမျိုးရှော့ချလိုက်တယ်ဆိုလို့ချင်းအဲ့နေရာမှာကလေးကဟုတ်တယ်ငါခံစားချက်တွေကရေးမှမကြည့်ရဒါရငါလူကြီးမှမဖြစ်သေးရငါဟာငါပြောနေလဲလက်ကားပဲဆိုပြီးတော့နောက်ကျရင်ကိုတခုခုစိတ်ထဲမှာခံစားနေရရဲဆိုလို့ရှိရင်တော့မှဒီမိဘကိုပုံမှန်လည်းလာပြောတော့မှာမဟုတ်လေနော်ဆိုတော့အဲ့လိုမျိုးပေါ့နော်အဲ့လို regulate လုပ်ပေးရပြီးတော့သူနောက်ထပ်ပြောရတဲ့ဟာမှာတော်တော်သဘောကျတာပါလဲဆိုလို့ရှိရင်ပေါ့နော်ထူးသဖြင့်ပေါ့နော်သူတို့အဲ့ဒီစကားဝိုင်းထဲမှာပြောတဲ့စကားတွေရတဲ့အဲ့လိုမျိုးအတန်းထဲမှာအဆင့်ဘလောက်ရတယ်အတန်းထဲမှာနင်းစာဘလောက်ရတယ်ထားပါတော့သူတို့ဆိုမှနမ2ယောက်ရှယ်ဆိုလို့ရှိရင်လဲဟိုမီရှယ်အိုဘားမားကတော့အတန်းထဲမှာအဆင့်ဘလောက်ရသွားပြီသူ့မောင်လေးကတော့အတန်းထဲမှာတော့အဆင့်ဘလောက်ပဲရတယ်ဆိုပြီးတော့သိရမလားဟိုကိုရညီမတွေမှာဆိုရှိရလေဟဲသမီးလေးကတော့လိုက်တာနင်းကြားစာမရဘူးနှိုင်းရှင်ပြီးတော့ချီကျူးပေးရဟာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေသူတို့မလုပ်ဘူးပေါ့မလုပ်ဖဲနဲ့အတန်းထဲမှာအမှတ်ဘလောက်ရရဲအတန်းထဲမှာစာဘလောက်လိုက်နိုင်လဲဆိုတဲ့ဟာတွေကကြာဒါဆီယာမတွေလုပ်မယ်တက်မလားသူတို့ဆီကပညာရေး system ကောင်းတာလည်းပါတာပေါ့နော်ဆိုတဲ့အခါကျတော့အမှတ်မကောင်းဆိုရင်ဒါမိဘကိုခေါ်တွေ့ပြီးတော့ပြောကြမှာပဲဆိုတဲ့အခါကျတော့သူအဲ့ဓာတွေကိုတော့ဟိုအဲ့ဒီပြောမယ်ဆိုဒီစာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအဓိကပို့ပြီးတော့အလေးပေါ့နော်အဓိကမပြောခိုင်းမဲနဲ့စောနာပြောရသလိုမျိုးဒီခံစားချက်တွေနဲ့ပတ်သက်တဲ့ဟာပေါ့နော်နေ့တစ်နေ့ကုန်ဘာကြုံခဲ့ရလဲတစ်နေ့လုံးဘာတွေတွေးခဲ့ရလဲဒီနေ့တစ်နေ့ကုန်ဘာဖြစ်ခဲ့လဲပြောပါအောင်ဆိုပြီးတော့အဲ့လိုမျိုးလေးမေးပြီးတော့အဲ့ဒီသူတို့ရဲ့တနေ့ကုန်ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုနားထောင်ပေးရပေါ့နော်